လေးမြည်မနေနိုင်ဘူးနားလေးတစ်ပွင့်လောက်ပေးလိုက်ရမစိတ်ကတတ်တာသူမြင်မြင်ချင်းပဲချစ်မိသွားတယ်မင်းပြုံးများရှင်ပြောအောင်တော့ထင်ရတယ်ကိုနှလုံးသားမင်းပြောတယ်မော်ပြီးဆိုတာခုတော့တာတွေးပြီချက်လေးကလေးပြီးချောင်းနေရင်ခွင်မိလေးမေးရဲ့မကြောင်မျက်နှာလေးနဲ့ဆက်နွယ်လေးကိုစူးစိထားကျွန်တော်တို့ကိုလက်ခံပေးပါဗျတောင်းဆိုတဲ့လူကြီးများအရှိကဖြတ်သွားတာနဲ့မျက်တောင်ကိုလုံးဝငါမခန့်စချီနဲ့လှည့်ကြည့်ပြီးတော့သူမကပြုံးပြတာတက်ချမ်းဖြစ်ငမ်းဖြစ်ဆိုတဲ့ရှေးလူများရဲ့ဆုံးမစာထက်မင်းလေးရဲ့ပတ်လေးမှာထားပေးခြင်းပြတ်ချုံမြတ်ကလေးရုပ်တော့ခက်ကောင်လေးတွေနဲ့တွေးမအောင်စိုးရင်လာတယ်ရွက်ချမ်းရဲ့ဂျုံမေးမလားတွက်ဆိုတားစီကူမြတ်ချုံးနေပြမယ်မင်းတွက်နဲ့ရန်တွေဖြစ်လို့ခေါင်းခွဲဖူးတဲ့ဟိုတစ်ချိန်ကကွယ်ကျွန်တော်ချစ်တာစစ်မနဲ့ဆိုရွာချလိုက်ပါမိုးတိမ်များရဲ့ကျင်းနာမြစ်တာပြူနာတွေလဲမင်းတယောက်ခင်ပိုင်စီပေးထားတူတက်ကွာနားထောင်မယ်လေချစ်ကြောင်းဆုံးနေရခိုင်ကြီးတေးသွားလူဆုံးတက်ဆုပ်သွားလာနေတဲ့ဦးတောက်ကြရဲ့ဆိုင်ကြီးဘေးနာမင်းလေးကိုနားမှာထားလို့ပါပြင်းလေးကိုထိုင်ပြီးမွေးမှာပပပေါင်းတဲ့ကောင်မလေးမြည်မနေနိုင်ဘူးနားလေးတစ်ပွင့်လောက်ပေးလိုက်ရမစိတ်ကတတ်တာသူမြင်မြင်ချင်းပဲချစ်မိသွားတယ်မင်းပြုံးများရှင်ပြောအောင်တော့ထင်ရတယ်ကိုနှလုံးသားပပပေါင်းတဲ့ကောင်မလေးမြည်မနေနိုင်ဘူးနားလေးတစ်ပွင့်လောက်ပေးလိုက်ရမစိတ်ကတတ်တာသူမြင်မြင်ချင်းပဲချစ်မိသွားတယ်မင်းပြုံးများရှင်ပြောအောင်တော့ထင်ရတယ်ကိုနှလုံးသားမဆောဆောရှန်တော့ပြန်ပြတ်မကိုတော့တေးလဲငါကြောက်မင်းလေးကိုရှက်တိုက်ပေးမယ်ကွဲရမှာတော့ရေပဲငါတော့လာရအောင်နေအောင်အောက်မှာချစ်ရှာသူမို့တေးရတာကြောက်လဲတွင်သက်ဆောချစ်ရေးတော့ပဲကိုကပါလေးကလေးထဲမှာရောက်မိဖုရားလေးစောလို့လာလို့စိတ်ကရင်အောင်တေးရငါမပေးနာရသီးရပဒေမင်းမဝေးမယ်တမင်းစားရင်အောင်ရွှေကန်ကကျွေးသူတကပုံလာလာလူခိုင်းတော့လုတ်ကင်းစရမယ်ဝေတန်တရားပဲတောက်တဲ့လို့ကိုရဲ့အနာမှာမြဲတယ်မခွာပဲနေရမှာကလေးနေကင်းမှာအေးရလေဗဒံများကင်းမှာရှဲချစ်ချင်းပါလူအများအာယုံစိုက်တဲ့ခမ်းမကြီးရဲ့အလဲကြီးမင်းကညာဘက်မှာစီတော့နာပိုပြည့်စုံအောင်ထပ်ဆောင်ပေးမယ်အိမ်မက်တာတကယ်ဖြစ်မှာဆိုနန်းတစ်ဝက်လောက်တော့လက်ဆောင်ပေးမယ်အပေါင်းပေါင်းတဲ့ကောင်မလေးတွေမြင်မနေနိုင်ဘူးနန်းလေးတစ်ပွင့်လောက်ပေးလိုက်ရမစိတ်ကတတ်တာသူမြင်မြင်ချင်းပဲချစ်မိသွားတယ်မင်းအပြုံးများရှင်ပြောအောင်တော့ထင်ရတယ်ကိုနှလုံးသားပေါင်းပေါင်းတဲ့ကောင်မလေးတွေမြင်မနေနိုင်ဘူးနန်းလေးတစ်ပွင့်လောက်ပေးလိုက်ရမစိတ်ကတတ်တာသူမြင်မြင်ချင်းပဲချစ်မိသွားတယ်မင်းပြုံးများရှင်ပြောအောင်တော့ထင်ရတယ်ကိုနှလုံးသားမင်းပြောတယ်မော်ပြီးဆိုတာခုတော့တာတွေးပြီရက်လေးကလေးပြီးချောင်းနေရင်ခွင်မိလေးမီရဲ့မကြောင်မျက်နှာလေးနဲ့ဆက်နွယ်လေးကိုစူးစိထားကျွန်တော်တို့ကိုလက်ခံပေးပါဗျတောင်းဆိုတဲ့လူကြီးများပေါင်းတဲ့ကောင်မလေးတွေမြင်မနေနိုင်ဘူးနားလေးတစ်ပွင့်လောက်ပေးလိုက်ရမစိတ်ကတတ်တာသူမြင်မြင်ချင်းပဲချစ်မိသွားတယ်မင်းပြုံး